ရှင်ပြည်များမြေအချိန်မှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်အခုတခါပေါ့နော်လူချင်းမင်းတို့ကိုအယောင်မိတ်ဆက်ပေးနေတာလေးကရန်ကုန်တိုင်းမင်္ဂလာတုံထောက်ကျန်မြို့ကိစံပြကျွော်မှာရှိပြီးတော့နဝရလမ်းမှာဘေးမှာတရှိနေတဲ့အာစီတထတိုင်းလိုင်းခန်းသုံးခန်းနဲ့ပါတဲ့အိမ်လေးနဲ့အယောင်မိတ်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်အခုဆိုလို့ရှိရင်တော့အဲ့ဒီအိမ်လေးရဲ့ရှိမှရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်ဟုတ်တယ်အယောင်မိတ်ဆက်ပြီးမဲ့အိမ်လေးကတော့ဒီအိမ်လေးပဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်အိမ်လေးလေးကိုတစ်ချက်လိုက်ကြည့်ပေးပါဦးနော်ဒါလေးကတော့ပထမဆုံးခန်းလေးပဲဖြစ်ပါတယ်ရှင်အိမ်ထဲမှာဆိုလို့ရှိရင်တွေ့ပြားကြီးလည်းအပြည့်ခင်းထားပေးတယ်ဒါလေးကတော့ဝင်ချင်းခန်းလေးပဲဖြစ်ပါတယ်ရှင်ဝင်ချင်းခန်းလေးပြီးလို့ရှိရင်တော့ဒါလေးကမိဖို့ကြောင်ခန်းလေးပဲဖြစ်ပါတယ်ရှင်မိဖို့ကြောင်ရဲ့ဒီဘက်မှာဆိုလို့ရှိရင်အိတ်ခမ်းပါမယ်ဒီမှာဆိုလို့ရှိရင်ရေချိုးခန်းနဲ့အိမ်နာတွဲရည်ဖြစ်ပါတယ်အိမ်နာလေးကတော့ပူထိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီအိမ်လေးရဆိုလို့ရှိရင်လေရင်မီးပြည့်စုံပါရှိပြီးတော့လိုင်းခန်းသုံးခန်းတွဲလေးဖြစ်တဲ့အတွက်စီးပွားရေးလုပ်နေတဲ့လူကြီးမင်းတွေအတွက်တော့ရန်ကုန်မှာအဆင်ပြေပါတယ်အိမ်လေးရဲ့ပေကျကတော့အရှိမနှဝ30အနောက်ကိုပေ30ကျရှိပါတယ်ရှင်ဒီလိုမျိုးခိုင်မာတဲ့ရွာမြေစစ်စစ်ပေါ်မှာတိစောက်ထားတဲ့အာစီတက်တိုက်လိုင်းဟန်သုံးခန်းလေးကိုဈေးနှုန်း3900ကိုမှအလျှော်တင်းနဲ့ပိုင်ဆိုင်ရမှာပဲဖြစ်ပါရဲ့ရှင်။အဲဒီကလမ်းမတန်းဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်ယူမဲ့လူကြီးမင်းတွေအတွက်တော့ရန်ကုန်မှာအဆင်ပြေပါတယ်။လူကြီးမင်းတို့အနေနဲ့ဒီအိမ်လေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဗမာမြေချမ်းမြေဖုန်း39 9518လေးလုံးက39 0999ကိုရှိကိုတို့ကိုဆက်သွယ်ဆောင်ရွက်မြင်နိုင်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်။